ကိုဘယ်သွားမှလဲ တို့ဒီမီချီပါဒီလည်းကဲချေသွားမှာသွားတယ်မှာဖြစ်ပါလေ ပြီးတော့ရမ်းတိုက်တယ်နော် တရားရန်တိုက်တယ်ဗျ အဲ့မဲ့အပူချင်းက20ဗလား24ဆိုတော့ဆိုပါအောင်အဲ့တော့စရုကအခီကနေပါဘတ်ကားနဲ့နိုင်ရွက်လောက်တော့ရောက်ပါပြီ필레요. 사시보리 운이네다요. ဒါကတော့ယူရိုကားပေါ်ကနေမြင်ရတဲ့မြင်ကွင်းမှာရေတွေကတော့ကြီးပြီးတော့ပြားနေရပါပဲ။ဒီဘက်ကိုရောက်ပြီးတဲ့ကပင်လယ်ကဒါပထမအဦးဆုံးပေါ့နော်။အရင်နေတဲ့မြို့မှာဆိုလို့ရှိရင်ပင်လယ်နဲ့ကနည်းနည်းဝေးတော့လေပင်လယ်ကိုတစ်ခါမှမသွားဘူး။အဲဒါကြောင့်မလို့ဒီခေါက်တော့တေချာပေါက်ရအောင်သွားခဲ့ပါလေ။စရုကအခီကနေနိုင်ဝက်စီးရတယ်ဆိုပေမဲ့လေအဲ့နိုင်ဝက်အတော်အတွင်းမှာကိုပင်လယ်တစ်လျှောက်ပြေးရပဲမောင်းတာဆိုတော့လေကားပေါ်ကနေမြင်ရတဲ့မြင်ကွင်းကတစ်လျှောက်လုံးကားစီးရတာမငြင်းငွေ့စေဘူးပေါ့နော်ပင်လယ်ကြီးကိုကြည်ရင်းနဲ့ပဲရောက်သွားပါတယ်ကဲအခုဆိုလို့ရှိရင်ယူရိုကပင်လယ်ကြီးကိုငေးမောနေတန်လန်းနဲ့ပဲရောက်လို့ရောက်မှမသိရောက်သွားပြီပေါ့နော်ဒီခီးကတော့နီးနီးနားနားလေးပဲဆိုတော့လေယူရိုသွားဖို့သမျှခီးတွေထဲမှာဆိုလို့ရှိရင်တော့ဘတ်ဂျက်အသက်သားဆုံးခီးလို့ပြောလို့ရပါတယ်။ဘာလို့လဲဆိုတော့ယူရိုအသွားအပြန်မှာဘတ်စကားက400နဲ့မုံလေးပါလေးဝယ်တာနဲ့ဆိုလို့ရောကျင်ရောလေထောင်းမဲကုန်ခဲ့ပါတယ်။အဲ့ဒါကြောင့်မို့လို့သွားဖို့သမျှခီးတွေထဲမှာဘတ်ဂျက်အသက်သားဆုံးမို့လို့ဒီစရုကအနီးနားတစ်ဝိုက်မှာနေတဲ့သူတွေဆိုလို့ရှိရင်ပင်လယ်ဘက်တွေကိုသွားလဲဖို့အကြံပြုချင်ပါတယ်ရှင်။တကယ်ကယူရိုအခုသွားတဲ့စီရပေါ့နော်မီဇူရှိမဆိုတဲ့ဂျွန်ကနာမည်ကြီးတာပါအဲ့ဒီဂျွန်ကအခုကနည်းနည်းຫນွေဦးပဲရှိသေးတာဆိုတော့လေရာသီဥတုကတိတ်မပူသေးတော့အဲ့ဒီဂျွန်ကိုသွားတဲ့တင်မောတွေကမထွက်သေးပါဘူးအဲ့ဒါကြောင့်မို့လို့ယူရိုကတော့ဒီကန်းဆက်မှာပဲတငယ်ချင်းတွေနဲ့ပျော်ပျော်ပါပါရေဆော့လိုက်မုံစားလိုက်လုပ်ပြီးတော့ပြန်ခဲ့ပါတယ်ခုကတော့ယူရိုပျော်ပျော်ပါပါနဲ့နေ့လည်စာစားကြတာပေါ့နော်တကယ်ဆိုရင်တော့လေနေ့လည်စာလေးကိုတောင်မြင်လေးပေါ်မှာအေးဆေးဆေးလေးပင်လယ်လေးကြည့်လိုက်လေညင်းလေးခံပြီးတော့စားရမှာပေါ့နော်အဲ့ဒီနေ့ကယူရိုသွားတာလေကအရန်ချမ်းတော့လေသဲတွေကအရန်လွင့်စင်နေတော့ကန်းချီမှာဘလို့မှစားလို့မဖြစ်တာနဲ့အဆင်ပြေတဲ့နေရာကြီးတနေရာမှာပဲလမ်းပေးလေးမှာပဲစားလိုက်ကြပါတယ်ကိုကလည်းရေကြောက်တက်တော့လေပင်လေကန်းကြီးတွေဘက်ကိုခီးသွားတယ်ဆိုတာတိတ်မရှိသလောက်ပဲရှားတယ်ပေါ့နော်ကိုကပဲမရောက်ဘူးလို့လားတော့မသိဘူးကိုသွားသမျှထဲမှာတော့ဒီပင်လေကအလားဆုံးလို့ထင်ပါတယ်ကဲယူရိုကတော့ပျော်လို့ပါလို့လဲဝါပြီဆိုတော့နေလေးကလည်းနည်းနည်းစောင်းချင်ပြီလေအဲ့ဒါဆိုတော့ပြန်มาတော့မယ်ဘော်ဒါတွေကတော့လေမြင်တဲ့အတိုင်းပဲညနေစောင်းတဲ့အထိကိုပိုးကမသေးကြသေးဘူးပေါ့နော်အမှယူရိုကတော့နောက်8လပိုင်းကြာလို့ရှိရင်ပေါ့နော်။နွေရာသီလည်းရောက်ပြီဆိုတော့အခါကျရင်တော့ကျုံးပေါ်အထိသွားပါမယ်။ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးလို့ကျေးဇူးများကြီးတင်ပါတယ်။တကယ်ချင်းတွေဖွဲ့လိုက်စုပြီးသွားကြဖို့အကြံပေးချင်ပါတယ်ရှင်။အားလုံးပျော်ရွှင်တဲ့နေ့ရက်လေးပိုင်ဆိုင်ကြပါစေ။